ငါးလပိုင်းကာလအတွင်းစိန်အထုတ်လိုက်ဝင်ကကြည်ကြတဲ့ကြွားချမ်းသာမဲ့အနေနဲ့တစ်ခုမြန်မာနိုင်ငံရဲ့ဟော့ကိအမှန်ကန်ဆုံးပြီးတဲ့ဆရာကြီးကတော့ကိုယ့်ရဲ့မိသားစုဝင်တွေထဲမှာဒီနေ့နဲ့ပိုင်ရှင်တယောက်ပါနေရင်ငါးလပိုင်းမှာချမ်းသာပြီလို့အတိအကျဟော့ကိထုတ်ခဲ့ပြီးဖြစ်ပါတယ်ဆရာကြီးရဲ့ဟော့ကိမှာတော့ငါးလပိုင်းဆိုတဲ့အချိန်ကကာလကိုဝင်ရောက်လာတာနဲ့အမျှဒီနေ့နဲ့ပိုင်ရှင်တယောက်ကစိန်ထုတ်လိုက်ရွှေထုတ်လိုက်ဝင်လာတော့မဲ့ရတနာပုံကိန်းဆိုင်နေပြီလို့ဆိုပါတယ်ငါးလပိုင်းမှာကိုယ့်ရဲ့ဘဝကိုအနှိမ်ပိုင်းကနေအထွတ်အထိပ်ထိမြင်မအောင်ချမ်းသာလာအောင်ဆွဲတင်ပေးမယ်နေ့နဲ့ပိုင်ရှင်တယောက်ကကိုယ့်ရဲ့မိသားစုထဲမှာရှိနေတော့ဒီဟောပြောချက်ကိုတည်တည်ချာချာလေးနားထောင်ပြီးဖို့လိုအပ်ပါတယ်။ဆရာကြီးဟောကိန်းထဲမှာပါဝင်တဲ့ငါးလပိုင်းကန်ထူးရှင်နေ့နဲ့တယောက်ကတော့နံပါတ်1ကျသပရိသသမီးများကျသပရိသသမီးတွေကအခုနှစ်တည်းတွင်မှာအညံ့တွေရှိခဲ့တဲ့ဆိုရင်တော့ငါးလပိုင်းကာလကိုရောက်လာပြီဆိုတာနဲ့ကန်ဆာတာရိကဘယ်သူနဲ့မှမတူတဲ့အမြင့်ဆုံးအထွတ်ထိပ်ကိုရောက်ရှိတန်လန်းသွားနိုင်တော့မှာပါ။အခုငါးလပိုင်းနဲ့ရောက်ပြီဆိုရင်ကျသပရိသသမီးတွေရဲ့ဖုံးကန်ကရတနာပုံကိန်းဆိုင်တယ်လို့မျိုးရွှေမိုးငွေမိုးရွာသွန်းဖြိုးတယ်လို့အောင်မြင်မှုတွေနဲ့ကြည်ကြည်တဲ့ချမ်းသာမဲ့အနေနဲ့ရှင်နေဖြစ်ပါတယ်။ဆရာကြီးကတော့ကျသပရိသသမီးတွေအတွက်ကံတရားတွေပုံမပွင့်လန်းလာစေဖို့အတွက်အခုလိုလမ်းညွှန်ထားပါတယ်။ဒီကာလအတွင်းမှာဖះမှာရွှေဆိုင်ချပေးတာမျိုးဒါမှမဟုတ်ရွှေအလှပြုတာမျိုးကိုမဖြစ်မနေလှုပ်ဆောင်ပေးပါ။တကယ်လို့ရွှေဆိုင်ချဖို့အခက်အခဲရှိနေတဲ့ဆိုရင်တော့ကိုယ့်ရဲ့မွေးနေ့မနက်မှာအိမ်ကဖះဆံမှာတောက်တော်ရီအေးလေးတစ်ခွက်ကိုရုံရုံကြည်ကြည်နဲ့လှူဒန်းပေးလိုက်ပါ။ကိုပြုတ်လိုက်တဲ့ရတရားကကြံမိုးနေသည်ဖြစ်စေများသည်ဖြစ်စေကိုယ့်ရဲ့စိတ်စေတနာနဲ့ယုံကြည်မှုကပဲအဓိကကြပါတယ်။ဒါဆိုရင်တော့လက်ပလန်းတွေကဝုန်းကနေပွန့်ထွက်လာပြီးတော့ဘာလို့အဆင်ပြေလာမှဖြစ်တယ်လို့စိတ်ပူစရာမလိုပဲလိုအပ်ပြေဝမဲ့တထေးလောင်းနေဖြစ်မယ်ဆိုပြီးတော့ဆရာကြီးကဝမ်းသာစရာဟောပြောပေးထားပါတယ်။နံပါတ်2တောက်ကြသားသမီးများနောက်ထပ်ကန်ထူးရှင်တဦးကတော့တောက်ကြသားသမီးတွေပဲဖြစ်ပါတယ်။တောက်ကြသားသမီးတွေကလည်းငါးလပိုင်းအတွင်းမှာချမ်းသာကိန်းအောင်မြင်ကိန်းကြီးပွားကိန်းတွေအင်မတန်အားကောင်းနေပါတယ်ရှင်။ဆရာကြီးရဲ့အဆိုအရဆိုရင်တော့ငါးလပိုင်းကာလမှာတောက်ကြသားသမီးတွေရဲ့ဘုံကံတွေကတဟုန်တိုးမြင့်တက်လာမှဖြစ်ပြီးတော့စိတ်အထုတ်လိုက်ဝင်ကကြည်ကြည်တဲ့ကြောဝလာမဲ့သူတွေဖြစ်ပါတယ်။ကစုံလာပြီးကစပြီးတော့တောက်ကြနေမှုဖွားသူတွေအားလုံးကတတိတွေဖြစ်ကြတော့မှမို့ဘာကိုမှစိတ်ပူနေစရာမလိုပဲအေဂျင့်စွာနဲ့ကံကောင်းခြင်းတွေကိုပိုင်ဆိုင်ရတော့မှာပါတောက်ကြသားသမီးတွေအနေနဲ့ရပ်ပိုင်းအတွင်းမှာထူးထူးခြားခြားအဆက်ဆက်အရရအမြန်ဆုံးအဆင်ပြေခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့ဝင်းနေမှာအင်္ဂါဖျားစံမှာထမင်းကြော်လေးတစ်ပွဲကိုစေတနာအပြည့်နဲ့လှူဒန်းလိုက်ပါဒီရတရားလေးကတောက်ကြသားသမီးတွေရဲ့ကံစားတာကိုအပိတ်ဆိုးမရှိပွန်လန်းစီမှာဖြစ်ပြီးတော့အရရတိုင်းကအဆင်ပြေချုံးမွေသွားပါလိမ့်မယ်ဆရာကြီးကတော့ကျသပရိနဲ့တောက်ကြသားသမီးတွေကငါးလပိုင်းမှာဘယ်သူနဲ့မှမတူတဲ့ကန်ထူးရှင်တွေဖြစ်ပြီးတော့လူရဆန္ဒတွေပြေးဝမဲ့သူတွေပါဆိုပြီးတော့အတိအကျဟောကြားထားပါတယ်။ဒါကြောင့်ဒီဗီဒီယိုလေးကိုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရဲ့မိသားစုဝင်နေတဲ့မှာကျသပရိဒါမှမဟုတ်တောက်ကြသားသမီးတွေရောက်ပေါဝင်နေတဲ့ဆိုရင်တော့ငါးလပိုင်းမှာအကြီးအကျယ်ချမ်းသာတော့မှာဖြစ်ပါတယ်နော်။ဒီကန်ထူးတဲ့နေ့နံပိုင်ရှင်နှစ်ယောက်စလုံးကမိသားစုထဲမှာရှိနေတဲ့ဆိုရင်တော့ငါးလပိုင်းမှာရွှေထုတ်ကြီးစိန်ထုတ်ကြီးကောက်ရတယ်လို့မျိုးထက်တောင်ပိုတဲ့စီးစင်ဥစ္စာတွေနဲ့ပျော်ရွှင်ချမ်းသာတဲ့ဘဝကိုရရှိနိုင်မှာပဲဖြစ်ပါတယ်။ပရိသတ်ကြီးတို့ရဲ့မိသားစုဝင်တွေထဲမှာဘယ်နေ့နံပိုင်ရှင်ကန်ထူးရှင်တွေရှိနေတယ်လဲဆိုတာမှတ်ချက်ရေးသားပြီးတော့ဝေမျှသွားခဲ့ကြပါအောင်ရှင်။